နေ့ရက်တိုင်းဗီဒီယို content တွေကိုအလွယ်တကူလေးနဲ့ရိုက်ချင်တယ်ဆိုလို့ရှိရင်နဲ့မိုးလင်းတာနဲ့ကြီးချိုးပြရနဲ့အလှပြင်တာပါ။ဒါကြောင့်ကိုက content ရိုက်ဖို့ idea တွေကထွက်လာပြီးလူကအဆင်မဖြစ်သေးဘူး။အဲ့ဒီခါကျမှအလှသွားပြင်မာနဲ့အဝတ်စားသွားရွေးမာနဲ့ဆိုရင်အဲ့မှာတဲ့ energy တွေကကုန်ဗီဒီယိုရိုက်တဲ့အခါမှာ energy ကမလာတော့ဒီအချိန်ကဆိုလို့ရှိရင်လေဗီဒီယိုရိုက်တဲ့ရက်ကိုတည်တံ့ထားတာ။9ရက်လောက်နေမှတစ်ခါရိုက်တာပေါ့နော်။အဲ့တော့ဗီဒီယိုရိုက်မယ့်နေ့ဆိုလို့ရှိရင်နောက်ကျရင်ဆက်ပြုတ်ပြီးတာနဲ့ရေမိုးချို့အလှပြင်ပြီးတော့ဗီဒီယိုတွေအပုတ်20 25ပုံအဲ့လိုရိုက်တာဒီကြားထဲမှာ background အပြောင်းလဲဖြစ်အောင်ဆိုပြီးတော့မှဟိုနေရာရွှေ့ဒီနေရာရွှေ့အဲ့လိုမှတင်ကိုလူကလေဗီဒီယိုတစ်ခါရိုက်ပြီးဆိုဘာမှဆက်မလုပ်နိုင်တော့အခုဆိုလို့ရှိရင်မနေ့မိုးလင်းတာလည်းချက်ပြုတ်ပြီးတာလည်းရေချို့အလှပြင်ပြီးတော့ဗီဒီယိုတွေ edit လုပ်တယ် script တွေထုတ်တယ်ထုတ်နေရင်းနဲ့မှ idea ကြီးပေါ်လာပြီးဆိုလို့ရှိရင်ချက်ချင်းကောက်ရိုက်လိုက်ရုံပဲရက်ကို9ပုတ်6ပုတ်ကပုံမှန်လေးရိုက်သွားတဲ့အခါမှာအရင်လိုလည်းအရင်ချင်းမပင်မန်းတော့ဘူး energy အပြည့်နဲ့ရိုက်တဲ့အခါမှာလည်းကြည့်ရှုနေတဲ့သူတွေကလည်းခန်းစားချက်စီတန်းရောက်စီတာအဲ့တော့နေ့စဉ်ဗီဒီယို content တွေအလွယ်တကူရိုက်ချင်တယ်ဆိုလို့ရှိရင်မနေ့မိုးလင်းတာနဲ့အလှအစင်လေးပြင်လာပါလို့ဒီပြောစင်နေကျေးဇူးများတင်ပါတယ် coach တီပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်